ကတော့မင်း history ရဲ့တစ်ပြီပဲ history ကိုဒုက္ခမပေးခဲ့တာငါပဲမင်းရလေ မင်းနဲ့မင်းအဖေရဲ့အိမ်သားတွေကဘာလို့ဆိုမင်းကသခင်ဖျားရဲ့အမိန့်တွေကိုပစ်ထားပြီးအခုတော့ဘာလာကိုကိုးကွယ်နေတယ်ရန်စာတာကိုလိုချလားအေးလေသူတို့ကိုခေါ်လိုက် ရန်စားတာကိုလုပ်ချင် အေးလေသူတို့ကိုခေါ်လိုက်ဘာလာရဲ့ prophet တွေအကုန်လုံးအာရှာရဲ့ prophet တွေငါနဲ့ကာမေလက်တောင်ပေါ်မှာတွေ့ဆုံလိုက်ငါနဲ့ကာမေလက်တောင်ပေါ်မှာတွေ့ဆုံလိုက်ငါနဲ့ကာမေလက်တောင်ပေါ်မှာတွေ့ဆုံလိုက် မင်းရဲ့ရင်ဆိုင်ပွဲကိုရနိုင်တယ်ပြောပါမယ် ဘယ်ရောက်ဖားငါတို့ကိုဒီကိုဘာလို့ခေါ်တာလဲ မင်းတို့ဘယ်ထိနှစ်ဖက်ကြားမှာလုခါနေမှာလဲဘာလဲတခင်မယားကဖျားဆိုရင်သူ့ကိုလိုက်ချင်ဘာလာဆိုရင်လည်းသူ့ကိုလိုက်လိုက်ရစ်ပူဇော်ဖို့နွားနှစ်ကောင်ယူလာချင်မင်းတို့ကမင်းတို့ဖျားနာမည်ကိုခေါ်လိုက်ငါကတော့တခင်ဖျားရဲ့နာမည်ကိုခေါ်မယ်ရစ်ကိုမီးနဲ့လောင်ကျွမ်းစေတဲ့ဖျားကပဲတကယ်ဖျားအစ်စ်ပေါ့ငါကမင်းတို့ကိုအရင်သွားခွင့်ပေးတယ်သေးတယ်ပိုးချေချေအော်ကြီးဘာလာကတွေးနေတာလားခရီးထွက်နေတာလားဒါမှမဟုတ်အိပ်ပျော်နေတာလားနှိုးရမှာပေါ့ငါစီကိုချင်းကပ်လာခြင်းအစ္စရေးအနွယ်တစ်ခုချင်းအတွက်ကြောက်တုံး12ယူတာကြီးရစ်ပလင်ကိုပြန်တီဆောက်လိုက်ရေအိုးလေးခုကိုရေဖြည့်ပြီးရစ်ပလင်ပေါ်ကိုလောင်းထည့်လိုက်ရေအိုးလေးခုကိုရေဖြည့်ပြီးရစ်ပလင်ပေါ်ကိုလောင်းထည့်လိုက်နောက်တစ်ခေါက်ထည့်လောင်းလိုက်
နောက်တစ်ခေါက်ထပ်လောင်းလိုက်တတိယအကြိမ်ထပ်လောင်းလိုက်အိုးဖေယားအာဗြဟမ်ဣဇက်ဣစရိယေတို့ရဲ့ဖေယားဒီနေ့မင်းကဣစရိယေဖေယားဆိုတာလူတွေသိအောင်ပြလိုက်ပါငါကမင်းရဲ့ကျွမ်းပဲလေအိုးဖေယားဒီလူတွေကမင်းကိုဖျားအပြစ်သိရအောင်ငါ့ကိုဖြေချပေးပါအိုးဖျားဒီလူတွေကမင်းကိုဖျားအပြစ်သိရအောင်ငါ့ကိုဖြေချပေးပါမင်းကသူတို့ရဲ့နှလုံးသားတွေကိုပြန်လှည့်ပေးခဲ့သည်ဟေးဟေးမီတက်လာပြီမီတက်လာပြီကောင်းကင်ကမီတက်လာပြီအေလိယရေဖျားမီတောက်ပြီအစ္စယေရိုဖျားတက်ဆွမ်းလာပြီကြည့်ရှုမှုအတွက်ကျေးဇူးတင်ပါတယ်ယနေ့တမန်ကျမ်းစာရှုထောင့်စာမျက်နှာမှာဝိညာဉ်ဆိုင်ရာ TV များနေ့စဉ်တင်ပေးနေပါတယ်နေ့စဉ်လာရောက်ရှုစားကြဖို့ဖိတ်ခေါ်လိုပါတယ်ဖះကောင်းကြီးရှိပါစေ